မျိုးတွေကောင်းတော့ကြမ်းပါဗျဒီနေ့ဟာတရက်ဆက်လာပါ2000နဲ့မှ25ဖြစ်ပါတယ်ဗျဒီနေ့ကတော့အားလုံးဟာမင်္ဂလာရှိတဲ့နေ့ရပါဗျာနော်အားလုံးဒါဟောင်စီတို့တွေကတော့ဘာပြောမလို့မတည်ဘူးဗျာနော်ဟောင်စီတို့တွေကတော့ဗါလေဟိုတလောကလည်းဟောင်စီကပြောတယ်ပန်ဆယ်လိုကထောက်ဖို့ကနေနားဝါတော့ဟိုဘက်ရက်ကွက်ကဟာတွေပြောတာသူတို့ကပြောစရာမရှိဘူးလေသူတို့ကဘယ်ပြောဟမလဲဟုတ်လားသူတို့ကဟောင်စီတကယ်စဉ်းစားရမှာဟိုကတစ်ခဏီဆိုတာဟိုဟာရှေမပေါ့နော်အဲ့ဒါနဲ့တစ်ဖွဲ့လုံးကိုတို့ထောက်ဖို့အခေါ်လုံးကို PDF တွေရောအခေါ်လုံးကပန်ဆယ်လိုကအဲ့ဒါနဲ့ထိုးသွားတာလေအဲ့ဒါနဲ့ထိုးသွားတာအဲ့ဒါကိုငါတို့ကဘာဆိုင်လို့ပန်ဆယ်လိုထောက်ဖို့ကနားတာမနားတာငါတို့နဲ့မဆိုင်ဘူးလေဟမ်ပန်ဆယ်လိုကစင်ပြေးသွားပြီအေးစစ်စစ်ဖြစ်သွားပြီအော်မင်းတို့အရင်ကြိုက်ရမှာဟုတ်နော်ငါတို့အမှုနဲ့ဆွဲထည့်တယ်ကြလားပန်ဆယ်လိုထောက်ဖို့ဘောကနားတာနဲ့ငါတို့နဲ့ဘာဆိုင်လို့ငါတို့ကဘာလို့ဝင်းသားမှာတော့ဘာဖြစ်လို့ပြောရမှာတော့ကိုတိကလီတီနဲ့အကုန်လုံးဟုတ်လားအညာ PDF တွေလဲအရန်တနာစရာကောင်းတယ်နော်ဟိုတလောကအညာ PDF တွေချောင်းလဲအဲ့ခေါင်းစီကပြောသွားတာကြလားခေါင်းစီကပြောသွားတာဟိုငါမြင့်ငါဆိုင်စကားရောက်စပုံစံမျိုးပြောသွားတာနော်အညာ PDF တွေကခေါင်းစီတို့အတွက်လဲငွေရှာပေးရတယ်ပန်ဆယ်တို့အတွက်လဲငွေရှာပေးရတယ်ထောက်ဖို့တို့တကြီးပွားချမ်းအောင်လဲလှုပ်ရှားပေးရတယ်အတယ်လဲရင်းပေးရတယ်တယ်လဲသေပေးရတယ်မိသားစုနဲ့တကွဲတပြားစီနေရတယ်ဟုတ်လားထောင်းနေတယ်လဲရင်းပေးရတယ်အညာပဒတ်ဒီနောက်ဆုံးကြတော့မင်းတို့ပဲအပြည့်ပြောခံရတာပဲမဟုတ်လားတဖြည်းဖြည်းနဲ့နော်တို့မပူနဲ့တဖြည်းဖြည်းနဲ့ဟောင်းစီပါနားအောင်မှာကြလားဟောင်းစီပါအကြောင်းကျွန်တော်လဲထောက်ဖို့ပါနေနားပါတယ်ကျွန်တော်ပစ်ဆက်ခဲ့တာကြီးများပါကြီးကျွန်တော်ဘယ်လောက်ပြည်သူတို့ပစ်ဆက်ခဲ့ဘယ်လောက်လောက်ခဲ့ဆိုစကလုံးလှလာတယ်တယောက်ပြီးတယောက်ထွက်သွားလိုက်မယ်နော်တယောက်ပြီးတယောက်ထွက်သွားလိုက်မယ်ကြလားနော်အဲ့တော့တို့နားတာမနာတော့မတူကြောင်မဲမျိုးလေးအကြောင်းပြောချင်လို့ပါဗျာနော်ဒီဘောကြောင်မဲမျိုးကတော့ဒါဥစဉ်ဒီကနေ့ဆိုလို့ရှိရင်ကြောင်မဲဗန်မွေးနှောင်ချိုဒါကြောင်မဲတီမောမှာရှိတဲ့ဒီဘောမှာရှိတဲ့ရက်တက်ဖွဲ့ဝင်တွေအားလုံးပေါ့နော်နှောင်ချိုမှာအကုန်လုံးစုပေါင်းတာပေါ့နော်ဒီနေ့ဆိုလို့ရှိရင်60နှစ်ပြည့်ဒါရက်တက်ဖွဲ့နေ့ပေါ့ဗျာနော်ဒီနေ့ဥစဉ်ကတိုက်ဆိုင်တာပြောပါဦးဥစဉ်ကလှူမဲ့ရက်ကိုတော့စောကြီးကလေးကကြိုပြောထားပါတယ်နော်အားလုံးဒါပျော်ရွှင်ဖို့အတွက်ရဲ့စိတ်သက်ခွင့်အားတွေရဲတွေပုံပေးဖို့ရဲ့စိတ်သက်ခွင့်အားတွေလည်းပြောခဲ့တယ်အများကြီးလည်းပေါ့ဘလို့အောင်လို့အဲ့မှာဥစဉ်တို့12နာရီလောက်အချိန်မှာပဲဒါကြောင်မဲကလုံးရရှိသွားတယ်ပေါ့နော်အဲ့မှာအကုန်လုံးလဲဒါဝန္တာပီတီအပြုံးနေနဲ့ပါရဲတွေလဲဝန္တာပီတီပြန်ရတော့မြပါညာအကုန်လုံးတို့ရွှင်မှုတွေနဲ့ပဲနော်ရွှင်မှုတွေနဲ့အဲ့တော့ဟုတ်လားဥစဉ်ပြောခဲ့တယ်လို့ပဲလေတမတော်ဒီလို့ရှုံးတာ